ရိုက်ပစ်ခတ်မှုလေ့ကျင့်ခန်းတစ်ခုအတွင်းမိသက်သမားတဦးကိုကြက်သားတဝက်ချက်ကျွေးခဲ့သည်ဤအစားအစာသည်စခန်းတစ်ခုလုံးကိုချက်ချင်းအသုံးမဝင်စေကြောင်းသူလုံးဝမသိခဲ့ပါထောက်ပံ့ပို့ဆောင်ရေးများရှုပ်ထွေးနေချိန်တွင်လေ့ကျင့်ခန်းစတင်ခါစားတာရှိသေးသည်မိဖို့ချောင်းလဲဟောင်းသည်မိမွေးရန်3နာရီကြာပြီး3ကြိမ်ဆေးကြောထားသောအိုးကြီးများသည်ဒီဇယ်စီနံများထွက်ပေါ်နေစေဖြစ်သည်ထမင်းစားချိန်ရောက်တော့လဲကြက်သားကိုအိုးထဲသို့ထည့်လိုက်ရုံသာရှိသည်စိတ်တက်မြင့်တင်ရန်အတွက်တရင်မှုသည်သူ့ဘာသာသူအပိုင်းအစားတစ်ခုကိုမျိုးချခဲ့သည်နောက်တစ်စက္ကန့်တွင်သူ့ပိုက်သည်ပြင်းထန်စွာပိုက်အောင်လာသည်တရင်ချက်ချင်းပင်စခန်း၏အိမ်သာအပြင်ဘက်တွင်လူတန်းရှည်တစ်ခုပေါ်ပေါက်လာသည်ဒါကနည်းနည်းလွန်တဲ့အစုလိုက်ပြုံလိုက်အစာစိတ်တင်တိုက်ခိုက်မှုကြောင့်တရင်၏တိုက်ခိုက်ရေးထိရောက်မှုကိုသူများအထိရောကြစေခဲ့သည်ပြဿနာများသည့်တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်ပွားခဲ့သည်စစ်သားများအားနည်းသွားသည်နှင့်စခန်းတစ်ခုလုံးတွင်အချက်ပေးခေါင်းလောင်းများမြည်ဟီးသွားပြီးရင်းတို့၏ဒီနေရာကိုဖော်ထုတ်ခဲ့သည်ရန်သူအမြောက်ပစ်ခတ်မှုသည်စစ်သား3ပုံတစ်ပုံကိုတိကျစွာဖုံးအုပ်နိုင်ခဲ့ပြီးရင်းတို့ကိုချက်ချင်းတည်ဆုံးစေခဲ့သည်တရင်ဟာအရေးပေါ်ဆုတ်ခွာဖို့အတင်းကျပ်ခိုင်းစေခံရပြီးစိတ်ဓာတ်တွေကျဆင်းသွားခဲ့ပါတယ်ညနေချိန်မှာမိဖို့ချောင်းမိုက်သိမ်းတဲ့အရက်သားတစ်ယောက်စခန်းကိုချင့်ကပ်လာခဲ့ပါတယ်ကင်းသမားတွေကတတိလစ်နေပြီးသူ့ကိုထွက်သွားခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့မိသက်သမားရဲ့အထူးအမြင်အာရုံကထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိလိုက်ပါတယ်အရက်သားရဲ့စိတ်ဓာတ်အဆင့်တန်းဟာသူ့ကောင်းပေါ်အဆက်မပြတ်မြင့်တက်နေပါတယ်သူကချက်ချင်းပဲရှေ့ကိုတိုးလာပြီးသူ့ကိုမေးခွန်းထုတ်ကာသူ့ရဲ့လှုပ်ရှားမှုတွေကိုစစ်ဆေးပါတယ်အိုးစစ်သားတွေတော်တွေငါရှေ့တန်းကနေလာတာရှားဆောင်မင်းဘာလို့တစ်ဖက်လူကကုတ်ကိုမဖြေနိုင်တာလဲအကြီးကဲရောက်လာပြီးအလောင်းရှာဖွေဖို့အမိတ်ပေးလိုက်ပါတယ်သူတို့သူ့အိတ်ကက်ထဲမှာဘုံတစ်လုံးတွေးလိုက်ပါတယ်ဝါဘုံတစ်လုံးဝါရှားဆောင်ပင်ငါတွေ့ပြီငါရှာပါရစေငါမင်းတို့ကိုရှာပေးမယ်ငါဝတ်ထားတဲ့လေရင်ကြီးတစ်စင်းကိုတွေ့ပြီးပျက်စီးမှုနှုန်းကငါးပါဖမ်းဆီးရမိတဲ့သူရှိုးရဲ့တိုက်ပွဲမြေပုံကိုတွေ့ရှိခဲ့ပါတယ်စန့်ကျင်ဘက်တပ်ဖွဲ့တွေကမဝေးလာပါဘူးအဲ့ဒီလူတွေကကုကဲရေးဌာနကိုသူတို့ရဲ့အစွမ်းကုန်တိုက်ခိုက်ကြမှာတေချာပါတယ်အခုကစပြီးအားလုံးကအမြင့်ဆုံးသတိရှိရပါမယ်အဲ့ဒီမတိုင်ခင်မှာတရင်မှုကသူ့ရဲ့ဝမ်းလျှောတာကိုကင်တွယ်ဖြည့်ရှင်းဖို့လိုအပ်ပါတယ်တနက်တန်တွေမြည်လာတဲ့အခါတရင်မှုကထိုင်ချလိုက်တယ်တနက်တန်နဲ့အတူတရင်မှုတေဆုံသွားတယ်ရန်သူတပ်ဖွဲ့တဲ့တွေကသူ့အတွက်ကြီးကျယ်ခမ်းနားတဲ့တနက်ပစ်ပွဲတစ်ခုတောင်ပြင်ဆင်ပေးခဲ့တယ်။အမိတ်ပေးစနစ်ရပ်တန့်သွားတယ်။အခြေအနေပိုဆိုးတာကထောက်ပံ့ရေးကားပျက်စီးသွားပြီးလေးမုတ်ကားလည်းလုံးဝပျက်စီးသွားတဲ့တပ်တွေမှာ2ရက်စာရိတ်ခါပဲကျန်တော့တယ်စိတ်တက်မြင့်တင်ဖို့အတွက်မိသက်သမားတွေကအန္တရာယ်ယူဖို့ဆုံးဖြတ်လိုက်ကြတယ်။ညွှန်ကြားရေးမှူးစုဟင်းကျွန်တော်တို့ဆက်သွယ်ခဲ့တဲ့နောက်ဆုံးထောက်ပံ့ရေးကားအတွက်နေရာရှိလားဟင်းဒီကနေမဝေးဘူးဘာလို့ကိုယ်တိုင်မသွားတာလဲဘာကိုဆိုလိုတာလဲကျွန်တော်တို့ပျောက်ကွယ်သွားအားတော့မဲမတော်တဆရွှေ့မိပြီးဖမ်းမိသွားတာလားဟင်းမှန်နဲ့အိုဆာကာတက်ကထောက်ပံ့ရေးကားတွေကိုတည်ယူပြီးပြီဆိုတော့သူတို့မှအင်အားသိမ့်မကျန်တော့ဘူးကြံနေတဲ့ထောက်ပံ့ရေးကားတွေကိုယူလာခဲ့တဲ့သူကစစ်မှုထမ်းဟောင်းတယောက်ရဲ့ဥဆောင်မှုနဲ့အဖွဲ့ငယ်လေးတစ်ခုကိုဥဆောင်ပြီးညဘက်ရန်သူတွေတိမ့်ပိုက်ထားတဲ့ထောက်ပံ့ရေးကားတွေစီခိုးဝင်သွားတယ်ရန်သူတပ်ဖွဲ့တွေကအရန်များတော့သူတို့ကိုညံရီထက်မြက်အောင်ပဲလုပ်နိုင်တဲ့အသင်းဖော်2ယောက်ပြေးထွက်လာပြီးပွန့်ပွန့်လင်းလင်းရန်ဆခဲ့တဲ့ပြစ်ခတ်မှုအင်အားအမြတ်ဟာစုကိုဆွဲဆောင်နိုင်ခဲ့တယ်ဟာခီးအလေလောက်ကနေကြည့်ရင်မင်းရန်စိတ်လှုပ်ရှားနေပုံရတယ်ဒါက rock team မဟုတ်ပဲ Orson team ပါမလုံးနဲ့အဲ့ဒီလူကညစာစာပွဲမှာရှက်နေတယ်ဝင်လာခဲ့မြေဒီကောင်ဟာဒါပါလဲဒီကလေးမြန်ပြေးငါရင်ရောက်မယ်သူပိုမြန်အောင်ပြေးတယ်မြေဒီကောင်က180ကီလိုမီတာနဲ့ပိုမြန်အောင်ပြေးတယ်အိုးယူနေတာပဲသူပိုမြန်အောင်ပြေးတယ်မိသက်သမားနဲ့စခန်းမှုကနောက်ကနေကတ်လိုက်လာပြီးတိကျစွာတက်ဖြတ်ကြတဲ့ရန်သူတွေကိုရှင်းလင်းနေတော့မှပဲချောင်းမြောင်းနေတဲ့စနိုက်ပါတယောက်ကမိသက်သမားကိုချိန်ရွယ်ပြီးသားနောက်ဆုံးစက္ကန့်မှာတခြားအသင်းဖော်တယောက်ကစနိုက်ပါကိုနောက်ကနေပစ်ချလိုက်တဲ့စေတံငါပြောပြီးဒီထမင်းပကံကစားဖို့မဟုတ်ဘူးသူတို့ကအစားအစာအများကြီးကိုပြန်ရခဲ့ရုံသာမကဖျားသခင်ပေးတဲ့လက်ဆောင်လို့ယူဆရတဲ့မော်ရတာမဟုတ်ဘူးတပူးကိုလည်းသိမ်းယူခဲ့တဲ့နောက်တနေ့မှာလေ့ကျင့်ခန်းစီးမြင့်တွေကိုချိန်ကြီးခဲ့တဲ့ကြဆုံးသွားတဲ့စစ်သားအားလုံးကိုပြန်ရှင်အောင်လုပ်ခဲ့တဲ့မိသက်သမားကအသားကျိတ်ထားတဲ့ထမင်းလုံးတွေလုပ်ဖို့ပါဝင်ပစ္စည်းတွေနဲ့အရသာမုံတွေကိုဂရုတစိုက်ရယူခဲ့တဲ့သို့တော့ရခင်အစာစိတ်သင့်မှုဖြစ်ရဲ့ကြောင့်မိသူများမစားရဲကြပါအရာရှိတဦးကပင်ဆက်ဆုပ်ရွံရှာစွာပစ်ချခဲ့သည့်ထမင်းလုံးများသည်တောင်ဆောင်မှလိမ့်ဆင်းလာပြီးလှုပ်ဝက်ကူတစ်ခုတည်းသို့ကျသွားကရန်သူစစ်သားများကကောက်ယူသွားကြသည်မစ်ရှင်မအောင်မြင်တော့သည်ကိုမြင်သောအခါမိသက်သမားသည်ဆိုရိုးစကားတစ်ခုကိုတတိယသွားသည်ကြော်ထားသောအစားအစာသည်စစ်သားများအတွက်မငင်းဆန်နိုင်သောတွေးဆောင်မှုတစ်ခုဖြစ်သည်
သူသည်ရုပ်ဆိုးသောထမင်းလုံးများကိုဘီစကွတ်အစအနများဖြင့်ဖုံးအုပ်ပြီးရွှေရောင်တန်းပြီးကျွရွလာသည့်အထိစီဖြင့်ကြော်ခဲ့သည်ထမင်းလုံးများသည်ချက်ချင်းဖြစ်ပေါ်လာသည်တက်ခွဲမှုသည်တန်တရားအချို့ဖြင့်တခိုက်ကိုက်လိုက်သည်ချက်ချင်းပင်သူ့စိတ်ထဲတွင်နှိုးဆွသောတေးဂီတတစ်ခုမြည်ဟီးသွားပြီးတကဘာလုံးသည်တေးဂီတဗီဒီယိုတစ်ခုဖြစ်လာသည်လက်တွေ့တွင်အခြားစစ်သားများလည်းလိုက်လံစားတောက်ကြသည်လူတိုင်း၏ခွန်အားနှင့်စိတ်သက်များချက်ချင်းမြင့်တက်လာသည်ထိုအချိန်တွင်မိသက်သမား၏စနစ်အမြင်သည်အချက်ပေးတံတစ်ခုပေါ်လာသည်စွန့်ပစ်ထားသောထမင်းလုံးသည်မြေအောက်သို့နှက်ဆိုင်စွာရွေ့လျားနေသည်သူသည်မြေအောက်တွင်ရန်သူဥမင်လိုင်ကောင်းတစ်ခုရှိနေကြောင်းချက်ချင်းသဘောပေါက်လိုက်သည်စခန်းမှုသည်သူ့အဖွဲ့ကိုအမြန်ဦးဆောင်ပြီးထမင်းလုံး၏တည်နေရာကိုအခြေခံ၍ဥမင်လိုင်ကောင်းဝင်ပေါက်ကို6ကမ်းမတစ်ခုတွင်ရှာဖွေတွေ့ရှိခဲ့သည်စစ်သားတွေရဲ့စိတ်ဓာတ်တွေမြင့်တက်လာပြီးတိုက်ခိုက်နိုင်စွမ်းကိုနှစ်ဆတိုးကဥမင်လိုင်ကောင်းတွေကရန်သူတွေကိုမြ мян ဆန်းဆန်းချေမှုန်းနိုင်ခဲ့ပါတယ်ဒါပေမဲ့မိသက်သမားကကိုကဲရေးစခန်းကိုပြန်ရောက်တဲ့အခါရန်သူနဲ့တိတ်တဆိတ်ဆက်သွယ်နေတဲ့ယာယီတက်မှုကိုသူတွေးလိုက်ရပါတယ်သူကအနက်ရှိုင်းဆုံးပုံအောင်နေတဲ့မဲ့ပါသူ့လိုရက်တွေပေါ်လာပြီးမိသက်သမားကလှည့်ထွက်ပြေးသွားပြီးမဲ့ကမနာရန်လိုက်လံဖမ်းဆီးခဲ့ပါတယ်ထိတ်လန့်တကြားနဲ့သူဟာကြောက်ဆောင်ဆိုးမှပုံနေခဲ့ပြီးထွက်ပြေးသွားပြီလို့ထင်ခဲ့ပေမဲ့သူ့ခြေတော်အောက်ကတစ်ပင်အမြင့်တွေကရုတ်တရက်ကျိုးကျပြီးလေထဲမှာတွဲလောင်းကျနေခဲ့ပြီးအသက်ကိုလည်းချီမြင်နဲ့တွဲလောင်းကျနေစေခဲ့ပါတယ်ကြဟန်ချန်စီကဲတင်ခံရမှာလားဘူဒါယုံမှုရဲ့အသက်အန္တရာယ်ရှိမှာလားနောက်ပတ်အပိုင်းမှာအဖြေကိုဖော်ပြပေးသွားမှာပါ